ကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့တော်တော်ပေါ်မှာဗီဒီယိုလုပ်တဲ့အခါကိုယ်အတန်သုံးခြင်းသူများအတွက်စာရိုက်ပြီးအတန်တုဖန်တီးကြမယ်ကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့တော်တော်ပေါ်မှာဗီဒီယိုလုပ်တဲ့အခါကိုအတန်သုံးခြင်းသူများအတွက်စာရိုက်ပြီးအတန်တုဖန်တီးကြမယ်